ဒီနေ့မင်းပြောပြပေးပါတော့ Sky Calendar အကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နောက် event နဲ့နောက်အစီအစဉ်အကြောင်းပဲပြောမှာဖြစ်ပါတယ်။နောက်လာမယ့် event လေးကတော့ Day of Nature ဖြစ်ပြီးတော့သူက10ရက်နေ့ကနေပြီးတော့23ရက်နေ့ထိ14ရက်လာမှာဖြစ်ပါတယ်။ဒီတစ်ခါတော့ IAV တစ်လေးတွေလည်းပါလာပါတယ်။အခုမြင်နေရတဲ့ခမောင်လေးရဲ့နောက်ပြီးကျတော့သူ့ရဲ့ကာဝင်လေးရဲ့စပင်ကေလေးရဲ့ပေါ့ကွာ။စပင်ကေကတော့တစ်ကတ်နဲ့ပဲဖြစ်ပါတယ်။ကျန်တာလေးတွေကတော့အရင်အဟောင်းတွေပါ။ဒီ event အကြောင်းပြီးပါပြီခင်ဗျာ။နောက်တစ်ခုကတော့နောက်လာမယ့် season အသစ်ဖြစ်တဲ့ Season of Carnival ဖြစ်ပါတယ်။သူက4လပိုင်း18ရက်နေ့ကနေပြီးတော့5လပိုင်း2ရက်နေ့ထိလာပါပါ။ရက်ပေါင်းကတော့16ရက်ဖြစ်ပါတယ်။သူ့မှာပါတဲ့ကောင်လေးကတော့ဒီကောင်လေးပဲဖြစ်ပါတယ်။အကုန်လုံးကတော့လမ်းပါတယ်။တော်တော်များများလည်းကြိုက်ကြပါတယ်။ကိုကအစီအစဉ်ပဲကြိုက်လို့ဝယ်မယ်ဆိုလည်းအရင်ဆုံး join ဘက်ကိုရင်ဝယ်ပါ။နောက်ပြီးကြမှာ solo ဘက်ကိုစဉ်းစားပါ။ကိုကတငယ်ချင်းမရှိတဲ့ခါမျိုးမှာဆိုရင်တော့အခုထဲကနေကွာပေးတွေအားလုံးမှာသွားပြီးတော့ order တင်တာပဲဖြစ်ပါဖြစ်လုပ်တာပေါ့ကွာ။ solo ဘက်ဆိုတော်တော်ကြီးဈေးကြီးမှာတော့ join ဘက်တော့ဈေးကြီးရဆိုတော့မင်းရှီလာဝယ်လို့ရရကွာဒါပေမဲ့ airline ပါနဲ့ဆိုစိတ်ပြောက်သွားမှာဆိုလို့လာဝယ်ဖို့တော့တိတ်မခေါ်ချင်ပါဘူးဝယ်နေကြလူတွေတော့တီးခံပြီးဝယ်လိုက်ပါဗီဒီယိုတားရှည်သွားမှာဆိုလို့ဒီနှစ်ခုနဲ့ပဲမင်းတိတ်နိုင်ပါတယ်ဒါပါပဲ